okay ကျွန်တော်ကနောက်ထပ်ကျွန်တော်ကထပ်ပြီးဘာလုပ်မလဲဆိုလို့ရှိရင်ကျွန်တော်လက်ရှိ market မှာကျွန်တော်သွားပြီးတော့မှ trend အခြေအနေတွေကျွန်တော်သွားပြီးတော့မှလက်တွေ့သွားကြည့်အောင်ပေါ့နော် okay ကျွန်တော်ဒီမှာကျွန်တော်ကဒါ market ကတော့ဒီဟာက okay ရွှေမှာပဲပေါ့နော်ရွှေမှာပဲကျွန်တော်ဒီမှာ trend လေးတစ်ခုနေကျွန်တော် example လေးနဲ့ပြမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ market ကဒီမှာအမှတ်တစ်ခုကနေသူစပြီးတော့ကျွန်တော်ဒီမှာဒီကနေစပြီးတော့သူတက်တယ်အဲ့တော့ swing high ဖြစ်တယ်ကျွန်တော်ကလို့ရှိရင်ကျွန်တော်ပြန်ပြီးတော့ကြာအဲ့တော့ကျွန်တော်ဒီမှာ market ကပထမအဆုံးကျွန်တော်ဗာလဲဆိုလို့ရှိရင်ဒီမှာ trend တစ်ခုရဲ့အစဖြစ်တယ်ကျွန်တော်ဒီမှာဒီနေရာဒီကျွန်တော် swing high ဖြစ်တယ်ပေါ့နော်ဒီကောင်ဒီကျွန်တော် swing high ဖြစ်လာတယ်နော်ဒီအောက်က level ဒီကျွန်တော် market မှာဘာဖြစ်လဲဆိုလို့ရှိရင်ဒီနေရာဒီဈေးကွက်မှာ swing လို့ဖြစ်လာတယ်နေရာဒီ swing လို့အဲ့တော့ swing လို့ဒီမျိုးတော့ဒါဆိုလို့ရှိရင်ကျွန်တော်ကဒီရှေ့က market တစ်ခုလုံးကျွန်တော်မရှိဘူးလို့မှတ်တာတော့ကျွန်တော်ဒါဒီတစ်ခုလုံးမပေါ်သေးဘူးထားလိုက်ပေါ့အဲ့တော့ကျွန်တော်ကဒီမှာဒီ swing high နဲ့ဒီ swing လို့ကြောင့် market ကရှိတယ်အခြေခံအမြင်ကျွန်တော်စဉ်းစားကြည့်နောက်က market ကိုလည်းကျွန်တော်ဒီမှာဒီရှင်နေရပဲကျွန်တော်မြင်ဆိုလို့ရှိရင် market ဒီ swing high ကို break ပြီး set တက်လို့ဆိုလို့ရှိရင်ဒါ up trend ဖြစ်နိုင်ရရှိရဲ့အောက်ကို swing လို့ဖောက်ပြီးအောက်ကျဆိုလို့ရှိရင်ဒါ down trend ဖြစ်နိုင်ရဈေးကျနိုင်ရရှိရဲ့ဟေးတော့သူက market ဘယ်ကို break သွားရတော့ swing high ကို break swing ကို break တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာသူ market ကကျွန်တော်ကဒီကနေပြီးသူပြန်တက်တယ်ပြန်တက်ပြီးတော့မှကျွန်တော်ကနီးစပ်ဆုံးမှာရှိရဲ့ swing high ကို break တယ်ဒီညမြင့်ဒီပေါ်မှာကျွန်တော် new swing high တစ်ခု break လုပ်တယ်ညမြင့်တော့ up trend အရာဆိုလို့ရှိရင်ကျွန်တော်ဒီနေရာဘာစဖြစ်လာလဲဆိုလို့ရှိရင်ကျွန်တော်က higher high ဖြစ်လာဘာလို့ရှေ့မှာအရင်တော့ဖြစ်ခဲ့တဲ့ high ထက်ပိုမြင့်လာဖြစ်တဲ့ကျွန်တော်ဒီညမှာကျွန်တော်ဒီ level ဒီကျွန်တော်က higher high စပြီးတော့ကျွန်တော်ဖြစ်လာတယ် higher high ဖြစ်အဲ့တော့ okay အဲ့တော့ higher high စဖြစ်ပြီဆိုတော့ကျွန်တော်ဒါနေရာ market ဒီ at trend ဆိုတဲ့ frame ထဲမှာစပြီးတော့ဝင်သွားပြီအဲ့တော့ပြီးလို့ရှိရင်သူပြန်ကြတဲ့ point ကိုကြည့်အောင်သူပြန်ဒီမှာဒီကနေသူပြန်ကြတယ်ပြန်ကြတဲ့အခါမှာရှေ့မှာဖြစ်ခဲ့တဲ့အနှိမ့်မှတ်ထက်ပိုပြီးမြင့်တဲ့နေရာမှာရှိရဲ့ပြီးအိုက်ကနေသူပြန်ပြီးတော့စတယ်ဒါကြောင့်မို့ကျွန်တော်ဒီနေရာဒီကျွန်တော် market မှာဘာဖြစ်လာလဲဆိုလို့ရှိရင်ဒီနေရာပဲကျွန်တော် market ဒီ swing ရဆိုတော့ဒါ swing low ပဲပေါ့နော်ဒီနေရာမှာတစ်ခုကြည့်ရ trend ရဆိုလို့ရှိရင်ဒီနေရာဘာဖြစ်လာလဲဆိုလို့ရှိရင်ကျွန်တော်က higher low ဖြစ်လာတယ် okay အဲ့တော့ higher high higher low ကျွန်တော် at trend တစ်ခု higher high higher low ဆိုတော့ at trend တစ်ခုစပြီးတော့ကျွန်တော်မြင်ရပြီအဲ့တော့အဲ့မှာတစ်ခါကျွန်တော်ဆက်ပြီးတော့ဈေးဘက်ကအပေါ်ဆက်ပြီးတော့တက်တယ်ကျွန်တော်ကပေါ်ဆက်တက်တယ်ကျွန်တော်အရင်ဖြစ်ခဲ့တဲ့ကျွန်တော်က swing high ဒီနေ့ပြင် higher high ကို market ဟောက်တယ် new high တစ်ခုထပ်ပြီးတော့ create လုပ်တယ်အဲ့တော့ okay ဒီမှာကျွန်တော်နောက်ထပ်ဘာ market မှာဘာထပ်ဖြစ်လာလဲဆိုလို့ရှိရင်ကျွန်တော်က higher high တစ်ခုအသစ်ထပ်ပြီးတော့ပေါ်လာတယ်အဲ့တော့ဒီနေရာဒီကျွန်တော် market မှာဘာဖြစ်လာလဲဆိုလို့ရှိရင်ကျွန်တော်က higher high တစ်ခုဆက်ပြီးတော့ဖြစ်တယ်ဒါဒီကျွန်တော် higher high ဖြစ်လာအဲ့တော့ higher high ဖြစ်တဲ့ကျွန်တော်ဒီအောက်ကကောင်ကလည်းကျွန်တော်ဒီမှာဘယ်လိုမြန်ဒီမှာဒီအောက်ထိပြန်စင်းဒါကျွန်တော် trend ဖြစ်ဒါပေမဲ့တစ်ခုချက်တော့မစင်းဘူးတော့ကျွန်တော်ရှေ့ကအနှိမ့်မှတ်တဲ့ပုံမြင့်တဲ့နေရာမှာပဲရှိရဖြစ်တဲ့အတွက်ကျွန်တော်ဒီနေရာဒီကျွန်တော်ဘာဖြစ်လဲဆိုတော့ဈေးကွက်မှာကျွန်တော်ဒီနေရာဒီ higher low နဲ့ပဲကျွန်တော်ကဖြစ်တယ်ပေါ့နော်ဒီကောင်ကျွန်တော် higher low ဖြစ်လာတယ် okay higher low ဖြစ်တယ်သူပြီးလို့ရှိရင်ကျွန်တော် market ကဆက်ပြီးတော့ကျွန်တော်အပေါ်တက်တယ်တက်ပြီးတော့ကျွန်တော်ဒီကောင်မှာဘာထပ်ပေါ်လဲဆိုလို့ရှိရင်ကျွန်တော် higher high တစ်ခုအသစ်ထပ်ပြီးတော့ဖြစ်တယ်ကျွန်တော်ဒီမှာဘာဖြစ်လဲဆိုလို့ရှိရင်ဒီပေါ်မှာကျွန်တော် higher high ဖြစ်တယ်နော်ဒီပိုင်းလေးထိကျွန်တော်ရှင်းမယ်ထင်တယ်နော်ကျွန်တော်ဒီပေါ်မှာကျွန်တော် higher high ဖြစ်တယ်နော်ကျွန်တော်ဒီမှာ higher high တစ်ခုဖြစ်တယ်ပေါ့အဲ့တော့ higher high ဖြစ်ပြီးတော့ပြန်ကြအဲ့တော့ကျွန်တော်အဲ့မှာ higher high ဖြစ်ရင်ကျွန်တော်တစ်ချက်မှတ်ထားမှာက okay ကျွန်တော်အမြဲတမ်းဈေးကွက်မှာ trade လုပ်တဲ့ခါကျရင် analyze လုပ်တဲ့တခုသိရမှာ market ကနောက်ဆုံး update swing low swing high ကိုကျွန်တော်အမြဲတမ်းသိနေရမှာနော်ဒီမှာဆိုလို့ရှိရင်ဒီ market မှာကျွန်တော်ထားပါဦးဒီမှာအပေါ် higher high တစ်ခုဖြစ်သွားတယ်နောက်ဆုံး market swing low swing high လို့ပြောလိုက်ရင်ကျွန်တော်ဒီမှာဒီအောက်ကဒီ higher low level swing low နဲ့ဒီပေါ် high နဲ့ဒီရမယ် market ဒီအဲ့ဒီ range ကြားထဲမှာရှိတယ်ဒီညပြင်ကျွန်တော်ကတော့ကျွန်တော်ဒီ trend ဆိုတဲ့ဟာကိုခဏမေးထားလိုက်တော့ swing အနေနဲ့ကြည့်ရင်တော့ရှင်းပါတယ်အဲ့တော့ဒီမှာ swing high swing လို့ရှိရဖြစ်တဲ့ကျွန်တော်ကအပေါ်ပြန်တက်မယ်ဒီပေါ်က higher high ဒီနေ့အပြင် swing high ကိုဆက်ဖောက်လို့ရှိရင်ကျွန်တော်ဒါ at trend ဆက်သွားမယ်ဆက်မဖောက်တော့ဘဲနဲ့ပြန်ကြပြီးတော့မှအနည်းဆက်ဆုံးမှရှိကျွန်တော်ပြောခဲ့ပေါ့နော် at trend တစ်ခုမှာဈေးတက်နေတဲ့ market ဖြစ်တဲ့အတွက်ကျွန်တော်ကအနည်းဆက်ဆုံးမှရှိရဲ့ swing low ကိုပြန် break တာနဲ့ဒီ market ရဲ့ trend ကျိုးတယ်ပေါ့နော်အဲ့တော့ကျွန်တော်အနည်းဆက်ဆုံးမှရှိရဲဆိုတော့ swing low ကိုပြန် break တာနဲ့ market ရဲ့ at trend ကျိုးတယ်အဲ့တော့အခုဒီမှာ market ကဘယ်လိုဖြစ်သွားလဲ swing higher high ဖြစ်ပြီးတော့မှတခုရှိရဘာဖြစ်လဲဆိုရှင်ဒီမှာတစ်ချက်လေးတန့်သွားတယ်အမှပြန်ကျလာပြီဘာဖြစ်လဲဆိုလို့ရှိရင်ကျွန်တော်ရဲ့အနည်းဆက်ဆုံးမှရှိရဲကျွန်တော်ရဲ့ market ရဲ့ overall swing low ကိုဒီနေ့အပြင် higher low level ကိုဒီ market အောက်ကိုဖောက်ပြီးတော့ကျသွားတယ်ကျွန်တော်ဒီနေရာမှာ market ဖောက်ကျသွားပြီဆိုတော့ကျွန်တော်သိရမှာဒီအခြေအနေမှာဒီမှာ market break သွားရဆိုရင်ကျွန်တော်ကဒီတောက်လျှောက်တက်လာတဲ့ကျွန်တော်ဈေးကွက် at trend market ဒီဘာဖြစ်ပါလဲဆိုတော့ trend ကျိုးသွားပြီလို့ပြောလို့ရရင် at trend ကျိုးသွားတယ်ဒီနေ့ market ရဲ့ bullish pressure ကျွန်တော်ကုန်သွားပြီ bullish pressure ပြတ်သွားပြီအဲ့တော့ကျွန်တော်က
ဒီ trend ဖြစ်နေတဲ့အချိန်မှာကျွန်တော် okay ကျွန်တော် trend ဖြစ်နေရင်ကျွန်တော် live ဝယ်လို့ရအဲ့ဒါမျိုးကျွန်တော်အတစ်ခုရှိတာကျွန်တော်ပို့ပြီးအရေးကြီးတာအဲ့ trend ပြတ်သွားတဲ့အချိန်မှာကျွန်တော်ကြည့်ရမှာဒီမှာကျွန်တော်ဆက်ပြီးတက်အောင်ပဲထင်နေပြီးတော့ live ဝယ်နေကျွန်တော်အမှားရအကြီးဖြစ်မှာကျွန်တော်ဘာလို့ market ရဲ့ trend ကြီး change ဖြစ်သွားပြီ overall market trend change ဖြစ်သွားတယ် okay ဒါအောင်ကျွန်တော်ကသေချာလေးမြင်အောင်ကြည့်တတ်ဖို့လိုတယ်အဲ့တော့ဒါ trend တစ်ခုဖြစ်သွားတာ ਨੇ ကျွန်တော်ပြတ်သွားတဲ့ပုံစံကိုကျွန်တော်ပြောပြပေးတာသူကတော့သူ market ပြီးလို့ရှိရင်တော့သူကနည်းလေး e ပြီးတော့မှပါပြောရလဲဆိုလို့ရှိရင်side way ချီနေမျိုးပဲနည်းနည်းပြန်ဖြစ်သွားတယ်ပြောမှာအရင်ပြပြသွားအောက်ကို trend ပြတ်ပြီးတော့မှသူအရင်ဆက်ပြီးတော့ဆင်းသွားမျိုးလည်းမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးဖြစ်တယ်ပေါ့နော်ဟောထားပါတော့နောက်ပိုင်းဆက်ဖြစ်တဲ့ဘိုင်းရောတိုက်ကန်ပေါ့နော်ကျွန်တော်ဒီကသိရမှာ okay trend စဖြစ်တဲ့အချိန်ကြီးကျွန်တော်ကသိရမယ်ဒါ market trend တစ်ခုသွားနေပြီးသွားနေစေဒါမျိုးတွေကျွန်တော်သိရမယ်ပြီးရခါမှာဆိုလို့ရှိရင်နောက်ထပ်အရေးကြီးတာအဲ့ဒီ trend ပြတ်သွားတယ်ကျွန်တော်ပြန်ချုပ်ရင်ကျွန်တော်တစ်ခုပေါ့နော်တစ်ခုလေးကျွန်တော်ထပ်ပြီးမှတ်မယ်ဟာပါဆိုကျွန်တော်ဒီ market analysis လုပ်တဲ့အခါကျရင်ကျွန်တော်တို့မှာနောက်ဆုံး update market နောက်ဆုံး market ရဲ့နောက်ဆုံးswing ရယ် swing လို့ swing ကိုတင်ဒီအချိန်မှာတကယ်လို့ကျွန်တော်ကဒီလိုမျိုးတက်တယ်ပေါ့အဲ့တော့ဒီ swing လို့ဒီပေါ်ကကျွန်တော်2449ဆိုတဲ့ swing high နဲ့ဒီအောက်က2380ဆိုတဲ့ swing လို့မသိရင်ကျွန်တော်အဲ့ဒီ trend ပြတ်တာကျွန်တော်မသိဘူးဒါကြောင့်မို့ကျွန်တော်ကအဲ့ဒီကျွန်တော် market ရဲ့နောက်ဆုံး swing ရယ် swing လို့ swing high ကိုသိမှ trend ရဲ့အချိန်ကျွန်တော်ကအခြေခံအဖြစ်သုံးသပ်လို့ရမှာtrend ပဲဆက်သွားမလား down trend ပဲဆက်သွားပုံမှန် sideways ဖြစ်နေတဲ့ market ကနေ trend ကိုဖြစ်သွားပြီလား down trend ဆင်းသွားပြီလားဆိုတဲ့ဟာမျိုးတွေကျွန်တော်ကသိဖို့အတွက်ဆိုလို့ရှိရင်အနည်းဆုံး market ကကျွန်တော်ကနောက်ဆုံး update market ကswing ရယ် market swing ရယ် swing လို့ swing high ကိုကျွန်တော်ဒီစာလေးပြမှန်ကန်မြင်ထားဖို့လိုတယ်အဲ့ဒါမှကျွန်တော်က trend change ဖြစ်သွားတဲ့ market က update ကိုကျွန်တော်မြင်နိုင်မယ်လို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်ဟောဒါကကျွန်တော်က trend ကိုကျွန်တော် sample တစ်ခုအနေနဲ့ကျွန်တော်ပြပေးတာပေါ့နော်ဟောနားလည်မယ်ထင်ပါတယ်တော့ကျွန်တော်ဒီမှာကကျွန်တော်ဒါ down trend example ကျွန်တော်ကြည့်လိုက်မယ် down trend ကျွန်တော် example တစ်ခုအနေနဲ့ကျွန်တော်ပြမယ်ကျွန်တော်ဒီမှာ market က GBP USD ပေါ့နော်ကျွန်တော်1 hour ပါပဲပေါ့နော်ဈေးကွက်ကတော့အဲ့မှာကျွန်တော်ကဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒါမြင်ရတယ်ဒါ down trend အကျဈေးကျသွားတဲ့ market တစ်ခုကျွန်တော်မြင်ရတယ်ပေါ့နော်အဲ့တော့ကျွန်တော် okay ဒီမှာကျွန်တော်ကစပြီးတော့ကျွန်တော်က market ကကျွန်တော်ဒီ point ရမယ်စပြီးယူတာပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာဒီ swing high တစ်ခုကနေကျွန်တော် market အောက်ကိုကျွန်တော်ကဆင်းလာတယ်နော်ပြီးတော့သူပြန်တက်တယ်ပေါ့နော်ဒီနေ့မှာဒါဆိုလို့ရှိရင်ကျွန်တော် market မှာစပြီးတော့ကျွန်တော်ဒီမှာဒီချိန်မှာကျွန်တော်ဈေးကွက်ကိုစပြီးတတိထားမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ swing high ရှိတယ်။နော်ဒီဈေးကွက်မှာဒီပေါ်ဒီကျွန်တော် swing high ကျွန်တော်ကဒီအောက်ကဒီညာဒီကျွန်တော် market ကဒီညာဒီ swing လို့ဖြစ်မယ်ပေါ့နော်။ဒီညာဒီကျွန်တော် market က swing လို့ဖြစ်မယ်။ Okay ။အဲ့တော့အဲ့ swing လို့ swing high ဖြစ်နေတဲ့အချိန်မှာဈေးကွက်ကကျွန်တော်ဘယ်လို break သွားလဲဆိုတော့အောက်က swing လို့ break ပြီးတော့မှကျွန်တော်အောက်ကို new swing လို့အဓိကပဲကျွန်တော်ပါလဲဆိုလို့ရှိရင်ကျွန်တော်က swing လို့ level အသစ်တစ်ခုကျွန်တော် break လို့နေရာမျိုးအဲ့နေရာဒီ trend ရဆိုလို့ရှိရင် down trend ရဆိုဒီနေရာပါစဖြစ်ပြီးလဲဆိုတော့ကျွန်တော်ကလိုအပ်လို့အဲဆိုတော့ရှေ့မှာအရင်တော့ဖြစ်ခဲ့တဲ့အနှိမ့်မက်ထက်ပိုနှိမ့်တာဖြစ်တဲ့အတွက်ကျွန်တော်ကလိုအပ်လို့လည်းပဲစပြီးတော့ဖြစ်ပြီ okay အဲ့တော့ကျွန်တော်ဒီမှာဒီနေရာစီကျွန်တော် market မှာစပြီးတော့ဒါလိုအပ်လို့ပွားစပြီးတော့ဖြစ်တယ်ဒီကောင်လိုအပ်လို့ဖြစ်ပြီ okay လိုအပ်လို့ဖြစ်ပြီဆိုတော့ကျွန်တော်ကသူကဒီ down trend အနေနဲ့ဆက်သွားဖို့ဆိုတော့ဘာလို့လိုအပ်လို့ lower high အဲ့လိုစနစ်နဲ့သွားမှာအဲ့တော့ကျွန်တော် lower high ဖြစ်ရလားဖြစ်တယ်အဲ့တော့ကျွန်တော်ရှေ့မှာရှိခဲ့တဲ့ကျွန်တော်တို့မှာအနည်းဆက်ဆုံးမှာရှိရ swing high ကကျွန်တော်ဒီပေါ်မှာရှိရဒါပေမဲ့တခုရှိရတော့အဲ့ပေါ်ထိပြန်မကြုံဒီအမြင့်သွားရှေ့ကအမြင့်မထက်ပိုပြီးနှိမ့်တာဖြစ်တဲ့အတွက်ကျွန်တော်ဒီနေရာကိုကျွန်တော် market မှာဘယ်လိုသတ်မှတ်လဲဆိုလို့ရှိရင် lower high ဆိုပြီးတော့သတ်မှတ်တယ်အဲ့တော့ lower low lower high အဲ့တော့ပုံစံမျိုးနဲ့ကျွန်တော် market ကဆက်ပြီးတော့ကျတယ်အဲ့တော့ဒီမှာရှေ့ကအနှိမ့်မထက်ပိုပြီးတော့အောက်ကိုဖောက်ပြီးတော့ဆင်းသွားတယ် lower low ဖြစ်တယ်ကျွန်တော်ဒီမှာ lower high ဖြစ်တယ်တခုသူကပါဆိုဒီအပေါ်မကျော်တော့တဲ့ဒီ point လောက်ဒီအနည်းဆက်ဆုံး lower high ထိသူကတက်လာသေးတယ်တခုရှိအပေါ်မကျော်တဲ့အတွက်ကျွန်တော်ဘာပဲဖြစ်ဒီကောင် lower high ဖြစ်တယ်လို့ပြောလို့ရတယ် lower high ဖြစ်တယ်ပြီးလို့ရှိရင်ကျွန်တော်ကဒီရှေ့ကကျွန်တော်ဖြစ်ခဲ့တဲ့အနှိမ့်မက်ထက်ထပ်ပြီးတော့အောက်ကိုဖောက်ဆင်းတယ် lower low ဖြစ်တယ်ကျွန်တော်ကlower high ဖြစ်တယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာအောက်မှာတစ်ခုရှိရတော့ဘာလဲဆိုလို့ရှိရင်အဲ့ဒီမှာ trend တစ်ခု weak ဖြစ်လာတဲ့ဟာကိုကျွန်တော်တွေ့ရတယ်ဘာလဲဆိုတော့ down trend တစ်ခုဒီအမြင်ကျနေတဲ့ဈေးကွက်တစ်ခုဒီမှာ market မှာ down trend အချိန် momentum တစ်ခုနဲ့အကျကိုသွားနေ market တစ်ခုမှာဘာဖြစ်လာလဲဆိုလို့ရှိရင်ကျွန်တော်ကအောက်ကိုဖြတ်ချလဲပဲ summer break ဒီနေ့အမြင်အောက်ကို lower low အသစ်တစ်ခုထောင်ပေါ်တော့ဒီမှာ swing လို့ရှိရဒီ swing လို့ကိုအနည်းဆုံးမှာရှိရ market က swing လို့ကို market မှာ break တော့ဒါကြောင့်မလို့ကျွန်တော်ဆိုတော့ market က swing ကအရေးကြီးရဆိုတော့ဗောနော်အဲ့ဒီမှာဆိုလို့ရှိရင်ကျွန်တော် swing လို့ရှိရအနည်းဆုံးမှာရှိရ market က swing high ကဘယ်နေရာရှိမှာလဲဆိုတော့ဒီကောင် swing လို့ဖြစ်တဲ့အတွက်လုံးဝဒီအပေါ်ကနေရာဒီကျွန်တော် market က swing high ပဲဒါဆိုလို့ရှိရင် market က update swing လို့ swing high ဒီနောက်ဆုံး update market က swing လို့ swing high ကကျွန်တော်ဘယ်နေရာဖြစ်မှာလဲဆိုလို့ရှိရင်ဒီအောက်ကကျွန်တော်က 1.20519 ဆိုတဲ့ဟာနဲ့ 1.26113 ဆိုတဲ့နေရာဒီ market က swing လို့နဲ့ swing high ဖြစ်တယ်အဲ့တော့သူကဘာဖြစ်လဲဆိုလို့ရှိရင်ကျွန်တော်တကယ်တော့ down trend တစ်ခုနေတာအချိန်ဝင်နဲ့ဆက်ဆင်းမယ်ဆိုလို့ရှိရင်ဒီကနေအမှ swing high ကို swing high တစ်ခုအသစ်လုပ်ပြီးလို့ရှိရင်ကျွန်တော်က
ကျွန်တော်အောက်ကိုဆက်ပြီးတော့ဖောက်ပြီးတော့ဆင်းအဲ့လိုပုံစံမျိုးသွားမှာဒါဆိုလို့ရှိရင်ကျွန်တော်ကဒီကောင်လေးဆိုဒီကောင်က swing high ဖြစ်မယ်ပြီးအောက်မှာlower low ဖြစ်မယ်ဒီကောင် lower high ဖြစ်သွားမယ်အဲ့လိုပုံစံမျိုးနဲ့ကျွန်တော် market ကဆင်းရမယ်မဲ့တခုရှိတာအဲ့မှာကျွန်တော်ကဘာဖြစ်လဲဆိုလို့ရှိရင်အောက်ကိုမဖောက်နိုင်အဲ့တော့ကျွန်တော်မှ swing ယူတဲ့ခါမှာကျွန်တော် swing လုံးကတစ်ခါလေးထည့်ပြလိုက်တဲ့ဟာရှိတယ်ကျွန်တော်မမားစီနေဆိုတော့ကျွန်တော်အဲ့မှာကျွန်တော်ကဒီကောင် swing လုံးဆိုလို့ရှိရင်ကျွန်တော်ဒီနေရာကို high အနေနဲ့သွားယူတယ်ဒီနေရာကိုကျွန်တော် high တယ်တခုရှိတာဒီအခြေအနေမှာဆိုလို့ရှိရင်ဒီကောင်ဒီ swing high မဖြစ်တော့သူကကျွန်တော်စောစောပြောရမှာ market တခုမှာ internet structure နဲ့ overall structure ဆိုပြီးညမယ်အပေါ်ဆုံးက swing high တခုကနေဒီအောက်ထိကျထားတာအဲ့အောက်ထိလုံးဝဆက်ပြီးတော့ပုံနှိမ့်စင်းနဲ့အနှိမ့်မှန်မရှိရဖြစ်တဲ့အတွက်ကျွန်တော်ဒီကြားထဲဟာအကုန်လုံးဒီ internet structure ဖြစ်သွားတယ် overall ကဒီ swing high ဒီ swing low market ဒီကြားထဲမှာပဲရှိတကယ်လို့ကျွန်တော်ကထားပါတော့ဒီ market မှာတကယ်လို့ဒီမှာဒီကနေပြီးတော့ပြန်ကြပြီးတော့ဒီအောက်ကို break သွားခဲ့ရင်ကျွန်တော်မှန်တယ်ဒီကောင်က swing high ဖြစ်သွားမှာဒါပေမဲ့တခုကြီးကဒီအခြေအနေမှာတော့သူမဖြစ်သွားဆိုတော့အောက်ကိုမ break လို့ swing low တခုအသိမဖြစ်တာဖြစ်တဲ့ဒီ swing high ဒီလည်းကျွန်တော် swing high မဖြစ်လာအောင်သူက internet မှာပဲရှိရဲ့ညမယ် overall swing high ဒီကောင်ပဲအဲ့တော့ swing ရမြင်ကျွန်တော်ကအဲ့မှာတခုကြီးက down trend မှာအဲ့လို down trend ဒီညဖြစ် lower low တခုဆက်မဖြစ်တာ trend တော့မပြတ်ဘူးဒါပေမဲ့တခုကြီးကကျွန်တော်ဒီ trend တခု weak ဖြစ်လာတဲ့အတွက်ဟာကိုကျွန်တော်မြင်ရပြီဆိုတော့ဘာဖြစ်လာလဲဆိုလို့ရှိရင်ကျွန်တော်ကအကြ moment နဲ့အရင်တော့မကောင်းတော့ညမြင် market ရဲ့ supply အားလျော့လာအဲ့လိုပဲသူကကျွန်တော်ထင်တဲ့အတိုင်းပဲပြန်တက်တယ်နောက်လျှောက်ကျွန်တော်ပြန်တက်ပြီးတော့မှကျွန်တော်အနည်းဆက်ဆုံးမှရှိရကျွန်တော်ရဲ့ market ရဲ့ swing high ကို market break သွားတယ်အဲ့တော့ဆိုတော့ trend မှာတော့ဆိုလို့ရှိရင်အနည်းဆက်ဆုံးမှရှိရ swing low overall swing low ကို break trend ပြတ်တယ် down trend ကျတော့ဆန့်ကျင်ဘက်အနည်းဆက်ဆုံးမှရှိရ market ရဲ့ overall swing high ကိုပြန် break အနည်းဆက်ဆုံးမှရှိရ swing high ကိုပြန် break market trend ကျိုးတယ်အဲ့တော့ဒါကြောင့်မို့ကျွန်တော်ကဒီမှာအနည်းဆက်ဆုံးမှရှိရ market swing high ဒီမှာပြန်ကျိုးတယ်ကျွန်တော်က market trend ကျိုးဒီနေ့အမြင်ဆိုလို့ရှိရင် market ရဲ့ frame ဒီရှေ့မှာသွားခဲ့တယ်လို့ lower low lower high lower low lower high lower low lower high မဖြစ်တော့ lower low လဲ lower low ဖြစ်တယ်တမတ်ဖြစ်တယ် lower high ပြန်လာတယ်နောက်တစ်ခါ lower low မဖြစ်တော့ရဖြစ်တဲ့အတွက်ကျွန်တော်ဘာဖြစ်လဲဆိုလို့ရှိရင် market ဒီ lower low lower high ဆိုတဲ့ frame ထဲမှာမဝင်တော့တာဖြစ်တဲ့အတွက်ကျွန်တော်ဘာဖြစ်လဲဆိုလို့ရှိရင်ဒါကျွန်တော်ဒီမှာတောက်လျှောက်ကျလာတဲ့ market ရဲ့ bearish structure တနည်းအားဖြင့် down trend market ပြတ်သွားပြီလို့ကျွန်တော်ကပြောလို့ရတယ်ဒါကြောင့်ကျွန်တော်ကဒါလည်းဆိုဒါကကြောင့်ကျွန်တော်ဘာလဲဆိုလို့ရှိရင် down trend တစ်ခုဖြစ်တာနဲ့ down trend တစ်ခုပြတ်သွားတာကိုကျွန်တော် example အနေနဲ့ပြပြပေးရအဲ့တော့ဒီညမြင့်သွားဒီမှာ down trend ပြတ်တယ်ဈေးကွက်ချက်ချင်းအပေါ်တောက်လျှောက်တက်သွားတယ်ပြီးရင်နည်းနည်းလေးသွားလက်ရှိမှာတော့ air trend အနေနဲ့တော့နည်းနည်းလေးပြန်သွားတယ်နောက်ထပ်ဆက်သွားတဲ့ market မှာနောက်ထပ်ကျွန်တော် update တွေလိုက်လုပ်ဖို့လို့ဆွဲရကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော် okay ဒီမှာ trend ကဟိုဖြစ်သွားတယ်ဆိုလို့ရှိရင်တော့ဘာလုပ်ရမလဲဒီမှာ break out ဖြစ်သွားပြီကျွန်တော်ကနောက်ထပ်ဆွဲအသစ်တွေကျွန်တော်လိုက်ပြီးမှကျွန်တော် update တွေလိုက်လုပ်ပြီးမှအဲအနည်းဆုံးဆွဲလို့ဆွဲ high တွေလိုက်ဆွဲဖို့လိုတယ်ဆွဲပြီးမှကျွန်တော်ကဘယ် trend ကိုဆက်သွားမှာလဲဆိုတော့ကျွန်တော်အမြဲတမ်းဈေးကွက်ကိုအမြဲတမ်းကျွန်တော်က market ရဲ့ structure အရာ market structure အရာ market ဒီပဲ trending အခြေအနေမှာရှိရလဲဆိုတော့ကျွန်တော်အမြဲတမ်း update ကြည့်နေဖို့လိုတယ်။ဘာကြောင့်လဲဆိုတော့ဈေးကွက်တစ်ခုမှာ market structure ဖြစ်တဲ့ဒီ trend တွေဒီ swing တွေကအရင်အရေးကြီးရဲ့။ swing တွေ swing high တွေပဲနေရာဆိုအရင်အရေးကြီးရဲ့။အဲဆိုတော့အဲ့ဟာတွေကို update ပြီးမှကျွန်တော်ကဘာဆက်လုပ်ရမလဲ live ဝယ်ရမလား live ရောင်းရမလဲဆိုတဲ့ process ကိုသိမှာ။မဟုတ်ရင်ကျွန်တော်ကဒီအတိုင်းပဲရန်တမ်း trade နေတဲ့ပုံစံဖြစ်နေမှာပေါ့နော်။အဲ့လိုမျိုးတော့ဒါကြောင့်မို့ကျွန်တော်ကဒီ market ရဲ့ဒီ trend အခြေအနေအနည်းအများတော့ဒါကျွန်တော်ကကျွန်တော်ဒီ trend ဆိုတော့ market structure ရဲ့အခြေခံပဲလို့ကျွန်တော်ကပြောလို့ရတယ်ဒါပေမဲ့ဒီဘိုင်းလေးကိုတေချာလေးကျွန်တော်ကနားလည်ဖို့လိုတယ်တေချာလေးလေ့ကျင့်မှာတကယ်လို့မရှင်းဘူးနားမလို့ဆိုလို့ရှိရင်အားမနာပါနဲ့ကျွန်တော်တို့ပြန်ပြီးတော့ကျွန်တော် discussion တိုင်းတွေမှာအစအဆုံးပြန်တယ်ဆိုတော့ကျွန်တော်ပြန်နေပြီးပါမယ်အဓိကဒီဟာတွေကိုနားလည်ဖို့လိုဒီကျွန်တော် basic technical တွေမှမပိုင်နောက်ပိုင်းဆက်သွားမယ်ကိုယ့်အကူမှဆိုတော့နောက်ပိုင်းကျွန်တော်ကကိုယ့်အကူပဲထပ်ပြီးတော့ပဲဒီ free YouTube တို့ဘာတို့ကပဲလေးလာတာပဲဖြစ်ဖြစ်ဒါမှမဟုတ်မှာဒီ advanced class တွေပါဆက်တက်တာတော့မှလို့ရှင်ဒီ basic အပိုင်းမပိုင်နောက်ပိုင်းမှာကျွန်တော်အဆင်မပြေပါဘူးကျွန်တော်နားပိုဆိုးပြီးနားမလဲကိစ္စပဲဖြစ်သွားမှာပေါ့နော်အဲ့ဒါမှမဟုတ်ဒီဘိုင်းလေးတွေတော့တေချာလေးပိုင်ထားဖို့လိုတယ်အဲ့ဒါကြောင့်မို့တေချာလေးတခုရှိရဒီကောင်းနေသည်ကျွန်တော်ကသင်လိုက်ရတာအမြတ်သူကဘာလဲဆိုလို့ရှိရင်အဓိကအလေးချင်းနဲ့အများကြီးစကားပြောတယ်လေ့ကျင့်မှပဲကျွန်တော်များ trend တွေလိုက်ဆွဲများဆွေးနေလိုက်ဆွဲမှပဲကျွန်တော်ကမှန်တယ်မှားတယ်ဆိုတဲ့ဟာကိုတွေ့လာမှာဖြစ်တယ်ဒါမှမဟုတ်ကျွန်တော်ကအချိန်ပေးပြီးလေ့ကျင့်ဖို့လိုတယ်ပြီးတော့ဒီ market structure တွေဆွေးနေဒီမှာ swing high တွေဆွေးနွေးဆိုတာကျွန်တော်တို့ကိုယ်တိုင်အခုလက်ရှိ market မှာ analysis လုပ်မယ်ဆိုကျွန်တော်ပထမဆုံးဘာလုပ်ရလဲဆိုလို့ရှိရင် market structure စဆွဲရတယ် market structure ဆွဲပြီးမှကျွန်တော်ကဘယ်ဘက်ကို break ထားလဲ structure level အခြေအနေဘယ်လိုရှိလဲ market structure ရဲ့အခြေအနေကအတက်လားအကျလားဆိုတာမျိုးအခြေအနေကြည့်ပြီးတော့မှကျွန်တော်က buy မယ် sell မယ်ဆိုတဲ့ process ကိုဆက်လုပ်ရတာဖြစ်တဲ့အတွက် market structure နေ့တိုင်းလုပ်ရမယ့်အရာဖြစ်တယ်နေ့တိုင်းဆွဲရမယ့်အရာဖြစ်တယ်နေ့တိုင်းတော့မဟုတ်တစ်ခါတနေ့ကိုကျွန်တော်ကို trade တဲ့အခြေအနေမှာ market structure update လုပ်နေရမှာ update လုပ်နေမှာကျွန်တော်ကဝယ်ရမယ်ရောင်းရမယ်ဆိုတော့ကျွန်တော် update ပြီးပါအခြေအနေက live ဝယ်တင်ဝယ်ရမယ်ရောင်းတင်ရောင်းကျွန်တော်များတော့တော့ day trade တွေ scalping trade တွေဆိုပို့ဆိုရယ် market structure
ကျွန်တော်ကို trade တဲ့အချိန်တိုင်းမှာနိုင်ခွက်တစ်ခါတနားရီတစ်ခါလောက်ကိုအမြဲ update လုပ်ပြီး lower time frame higher time frame ကိုကျွန်တော်အမြဲတမ်းကြည့်နေရတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါကတော့ကျွန်တော်ဒါ market structure အမှာကျွန်တော်ကဒါအခြေခံအပြင်ကျွန်တော်ကအခြေခံအကြောင်းဖြစ်တဲ့ trend နဲ့ပတ်သက်ပြီးပြောခဲ့ရဖြစ်တဲ့ကျွန်တော် up trend down trend ပေါ့နော်အဲ့တော့ sideways ကတော့ကျွန်တော်အရင်ကြီး trade ပြောပြမရှိဘူးနော်sideways တော့ဆိုတော့ကျွန်တော်ကဘာလဲဆိုလို့ရှိရင်သူက sideways ကတော့ရှင်းတယ်ကျွန်တော်ကဆိုတော့ကျွန်တော်ဒီမှာswing high ရှိမှာပေါ့ထားပါတော့ market မှာကျွန်တော် market မှာswing high ရှိမှာပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်က swing low ရှိမှာအဲ့ဒီ swing high နဲ့ swing low ကြားမှာပဲတောက်လျှောက်သွားနေတဲ့ market ကိုပြောတာ sideways market လို့ခေါ်တာပေါ့။ညမယ်ဆိုလို့ရှိရင်တော့အဲ့ဒီ swing high ကိုလည်းမ break swing low လည်းမ break ပေါ့။တရားမှာ swing low ရှိမယ် swing high ရှိမယ်ပြန်ကျလာမယ်ထားပါကျလာမယ်ပြီးရင်တက်လာမယ်ပြီးရင်ဒီကောင်းလာထိမယ်အဲ့လိုမျိုးသွားနေတဲ့ market တခုဒီ swing high ကိုလည်းဖောက်မတက် swing low လည်းဖောက် swing low လည်းဖောက်မကျအဲ့လို market အခြေအနေတော့ကျွန်တော် market မှာ sideways market ဒီနေ့အဖြစ်ဆိုတော့ဈေးကွက်ထဲမှာကျွန်တော်က consolidation ဖြစ်တယ်လို့ပြောတယ်ပြောခေါ်ကြတယ်ပေါ့နော်။အဲ့တော့အရန်တတိထားရတယ် market မှာmarket ကများသောအားဖြင့် trending ခြေအနေမှာရှိရင်အရင် trade လို့ခေါ်တယ်။ဘာလို့သူ့ရဲ့ trend ကို like trade နိုင်နေလို့ရှိရင်အဆင်ပြေတယ်။အဓိကကျွန်တော်ဘာလို့ trend ပြတ်တဲ့အချိန်လေးပဲ update သိနားတယ်ပေါ့နော်။များသောအားဖြင့်တခုရှိတာ sideways ကျတော့ market ရဲ့ positive တူပဲအချိန်မီတစ်ဖက်ကိုထွက်သွားတယ်။ဒါပေမဲ့ sideways ဖြစ်ရင် sideways ကကျွန်တော် market ရဲ့ထောင်ချောက်ကျွန်တော်အများနဲ့ကျွန်တော် mama group ပဲကျွန်တော်အများနဲ့ပြောတယ် market sideways ဖြစ်နေတတိထားတော့အဲ့ချိန်ကကျွန်တော် trader တွေကိုထောင်ချောက်လောက်တာဘာလို့ဆိုတော့အဲ့ချိန်မှာကျွန်တော် trader တွေကဒီ rate နဲ့မှာရှိရဖြစ်တဲ့မှာ stop loss တွေမပေးမိရမျိုးတွေပဲဖြစ်လာတယ်ဆိုလို့ရှိရင်အခက်မသိတော့တစ်ဖက်မှာအပေါ်ဝဲဖြစ်အောက်ဝဲဖြစ်ထွက်သွားပြီဆိုတဲ့အချိန်ကြာလို့ရှိရင်ကျွန်တော်အမှအကုန် float တွေပဲဖြစ်တဲ့ပြဿနာဖြစ်ကုန်တာပေါ့နော်။ဒါမှမဟုတ်ကျွန်တော်က market မှာ sideways ဖြစ်နေအရင်သတိထားရတယ်ကျွန်တော်ကpositive two way အချိန်မီတစ်ဖက်ကို break သွားနိုင်တာမျိုးဖောက်တက်သွားမျိုးဖောက်ကျသွားနိုင်တာမျိုးဖြစ်တဲ့အတွက်ကျွန်တော်က sideways ဖြစ်ရင်ဒီ consolidation market ဒီတော်တော်လေးသတိထားပြီးတော့safe ဖြစ်အောင် trade ရတဲ့ market တခုဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒါ market ရဲ့ trend down နဲ့ sideways trend ဆိုတဲ့အခြေအနေလေးကျွန်တော်ရှင်းပြပေးခဲ့တာဖြစ်ပါတယ်အဲ့တော့ machine နဲ့ကျွန်တော်ပြန်လေးချင်းမှာ machine နဲ့ပိုင်းနေရှင်ကျွန်တော်ပြန်မေးဖို့အတွက် note တွေလုပ်ထားပါကိုနည်းနည်း live ဆွဲကြည့်နေနေကျွန်တော်က machine နားရှိနေကျွန်တော်တို့လာပြောလို့ရပါတယ်ပေါ့နော်လာပြီးချက်ချင်းလာမေးလို့ရပါတယ်တို့ Telegram chat box တွေမှာအဲ့တော့ဒီမှာ market တွေမှာဆိုလို့ရှိရင်များသောအားဖြင့်ရွှေတစ်ခုတည်းမဆွဲပါနဲ့ပေါ့နော်ရွှေတခြားပြီးတခြား currency market တွေမှာ time frame အစုံနည်းနည်း live ပြီးတော့ back test အနေနဲ့ပေါ်ခဲ့တဲ့ trend လေးကို live ပြီးတော့ပြန်ကြည့်ပါအထူးဖြင့်တော့ trend တစ်ခုချင်းစီဖြစ်ခဲ့တာတွေပြီးပြတ်သွားတဲ့အချိန်တွေမှာဘယ်လိုအခြေအနေမျိုးတွေနဲ့ trend ပြတ်သွားရဆိုတဲ့ဟာတော့မြင်အောင်လေးကြည့်ဖို့ပဲအမှဒါမျိုးဆိုတော့ကျွန်တော်ဆွဲပြတဲ့ပုံစံမျိုးလေးနည်းလေးအနည်းဆက်ဆုံးအဲ့လိုမျိုးလေး live ပြီးတော့ဆွဲကြည့်ပါmarket ဘယ်လိုအခြေအနေမျိုးမှာပြတ်သွားတယ်ဘယ်လိုအခြေအနေမှာ trend တွေစပြတ်တယ်ဆိုတဲ့ဟာလေးတွေကိုupdate လုပ်ပြီးတော့ဆွဲကြည့်ပါပေါ့နော်အဲ့တော့ဆွဲပြီးသားဟာလေးကိုကျွန်တော်တို့တစ်ချက်ပို့ထားလို့ရပါတယ်ကျွန်တော်မှန်တယ်မှားတဲ့ဘယ်ဟာလေးလိုအပ်ချက်ရှိရဲ့အဆင်ပြေအောင် view ဆွဲဟာလေးကျွန်တော်စစ်ပေးပါမယ်ဗျအဲ့တော့ကျေးဇူးတင်ပါတယ်ဒီဘိုင်းလေးနားလည်မယ်ထင်ပါတယ်နော်